ဒီမှာစစ်ကနေပြနေပြီနော် GBP USD အတွက် Great Britain ပေါင်နဲ့ US Dollar အတွဲလေးပေါ့နော်ဒါဒီပုံမှာကြည့်လိုက်ရင်ဒီတွဲလေးပေါ့ဒီငွေကြေးတွဲလေးပေါ့နော်ဟုတ်ပြီအဲ့မှာ Great Britain ပေါင်နဲ့ USD တွဲကိုအကျပြတော့ကျွန်တော်ကအဒီအောင်ခလုတ်အကျကိုနှိပ်လိုက်တယ်ဝင်လိုက်ပဲနော်ဒီဈေးတန်းမှာဝင်လိုက်တယ်ပေါ့အဲ့တော့ကျွန်တော်ဒီမှာ candlestick ကို10မိနစ်ပြောင်းအောင်မယ်နော်5စက္ကန့်နေဖြစ်နေ10မိနစ်ဆိုတော့ဒီမှာပဲကြည့်လိုက်ဒီမှာအဲ့မှာ10မိနစ် signal ကသူကကြမယ်ဆိုရင်အနီအောင်မြားနဲ့ကြတဲ့ဟာကိုပြတယ်တက်မယ်ဆိုရင်အစိမ်းအောင်မြားနဲ့အတက်ကိုပြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က signal ကအလန်းပေးတဲ့အချိန်လေးစောင့်မယ်သူပြတဲ့ငွေကြေးတွဲလေးကိုကျွန်တော်တို့ကသူကတက်ရင်တက်တဲ့အတိုင်းဝင်ကြရင်ကြတဲ့အတိုင်းလိုက်ဝင်ုံလေးနဲ့ကျွန်တော်ရလက်ရမှာဖြစ်ပါတယ်အခုတော့ဒီမှာကျွန်တော်တို့ဝင်ထားတဲ့ entry price နှမ်းလေးမှာလဲနေတယ်ဒီမှာသူကဝင်တဲ့အတိုင်းဖြစ်သွားတော့0ဖြစ်သွားတယ်ပေါ့နော်ရလက်မထုံနောက်ထပ်တများပြနေအဲ့တော့ကျွန်တော်အကြက်ထက်နှိပ်လိုက်ပြီနော်အချိန်ကောင်းလေးမှာဝင်လိုက်တယ်ဒီ GBP USD အတွဲကိုပဲနောက်ထပ်များလေးတများပြလို့ဝင်တာနော်နောက်ထပ်များလေးတများပြလို့ထပ်ဝင်တာပါအဲ့တော့10မိနစ် signal ဘယ်လောက်မှန်လဲမမှန်လဲဆိုတော့စောင့်ကြည့်ပါဗျာနော်အဲ့လိုတင်းဆိုပြီးတော့အလန်းလေးတက်လာရင်ဒါကျွန်တော်တို့ကဝင်လိုက်ရုံပါပဲเนาะဒါတခြား signal ကပြနေတာပါAUD USD မှာလည်းအကျပြနေပေါ့ဗျာเนาะ AUD USD မှာလည်းအကျပြဒါပေမဲ့ကျွန်တော်တို့ကဒီမှာ GBP USD မှာဝင်ထားတဲ့အတွက်မပြောင်းတော့ဘူးကျွန်တော်ဒီကိုပဲတစ်ခုကိုပဲအာယုံစိုက်လိုက်မယ်ပေါ့เนาะတစ်ခုကိုပဲကျွန်တော်အာယုံစိုက်ပြီးဝင်လိုက်မယ်ပေါ့ဟုတ်ပြီဗျဒါဆိုအခုဒီအချိန်နေလောက်ဆိုရင်တော့ဒါဝင်းဖို့များသွားပြီเนาะဘာလို့ဆိုကျွန်တော် entry price နဲ့အခုလက်ရှိရောက်နေတဲ့ဈေးတန်းအကွာကြီးဖြစ်သွားပြီလေကျွန်တော်တို့ကဒါ down နဲ့ပဲဝင်ထားလိုက်တာကိုဝင်သွားပြီเนาะခုဆိုဝင်သွားပြီပေါ့အဲ့တော့အခုလို trading ကိုလွယ်လွယ်ကူကူဘယ်လိုအနိုင်ရအောင်လဲသိချင်တယ်ဆိုရင် free class ဆိုပြီးရေးခဲ့ပါကျွန်တော် free class တွေကိုထည့်ပေးပါမယ်ကျေးဇူးတင်ပါတယ်ဗျာเนาะ